အားလုံးပဲဝင်လာပါကျွန်တော်0ပါကျွန်တော်ဒီနေ့မှာတော့ chef victory ကိုတင်တော့ပါဘောနော် okay video လေးကိုမစခင်လာ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် account နဲ့တင်ပါဘောနော်ကျွန်တော် brother ရဲ့ကျေးဇူးနဲ့ကျွန်တော်ရဲ့ subscriber 100ပြည့်သွားပြီပေါ့နော်အဲ့ဒါအတွက်ကြောင့်မို့လဲကျေးဇူးအများကြီးတင်ပါတယ် okay အဲ့ဆိုရင်တော့ video လေးကိုစလိုက်ရအောင်ပေါ့ဗျာ okay ရင်ဆုံးအနေနဲ့ green ဆုံးမှာရှိရဲ့ဒီပါလေဆောင်းဖတ်တဲ့ဝီရထားပြီးတော့ English ဘာမှမလုပ်နာမည်ကတော့ account စီကနေဟိုပန်းလေးတုံးမဲ့ရှာရမှာပေါ့နော် okay တော့ရှာလိုက်ရအောင်ဗျာ 2000 years laterโอเคကျွန်တော်ခုကဘန်နောက်ပွင့်ရပြီပေါ့နော်အနီအောင်လေးခုလွယ်ကြတယ်နော်ကျန်တာလည်းဒီနေရာမှာရှိရောရကျွန်တော်အကုန်လုံးပတ်ချပြီးโอเคရပါပြီပေါ့နော်ဘန်လေးတုံးမရပါပြီအပြားရဲ့အနီရဲ့အဝါရဲ့သုံးခုလုံးရပါပါပြီโอเคလားဆိုတော့ဟိုဘဲစီပြန်သွားပြီးတော့ဒါလေးဖေးလိုက်ရင်ရပါပြီဒါဆိုရင်ဗီတူးရပါပြီလေဗီတူးရလို့ရှိရင်ကျွန်တော်ရေကူးလို့ရပါပြီပေါ့နော်ဒီဘဲစီမှာကျွန်တော်ပတ်စံဟွာနဲ့ပေါ့နော်9သိန်းနဲ့ရပါပြီလို့စီဟိုဗီတူးရေကုန်တော့ဒီတိုင်းမှာပဲအတူတူပါပဲတည်ရမလားဒီလိုမျိုးဟွာပဲလို့ရပါဘောနော်ဒီပန်းလေးသုံးမချရပါလွယ်ပါတယ်ပြောရရင်တော့ race ယူရမှာပိုခက်သေးတယ်โอเคရေကောကူးလို့ရပါပြီပေါ့နော်โอเคခုဆိုရင်တော့ V3 တွားကိုရမယ်ပေါ့နော်โอเค V3 လောက်ရမယ်ဆိုလုံးမယ်ဆိုလို့ရှိရင်တော့ V3 အကုန်လုံးလည်းနားမှာပါပဲဒီဘဲစီမှာလောက်ရမှာပါဒီဘဲခိုင်းနိုင်လောက်ရမှာပေါ့နော် ROV ဆိုတဲ့ဘဲလေးဒီမှာလောက်ရမှာပါကျွန်တော်နိုင်ရန်ကိုခေါင်းနဲ့ live ပို့တယ်တော့ပို့ရင်နဲ့ရောက်လာတော့မယ်ပို့ရင်နဲ့ဝင်တော့ပါပြီ ROV ဆိုတဲ့ဘဲလေးကိုကျွန်တော်စကားပြောပြီးတော့ခွာလောက်ရမှာပေါ့နော်ဘာညာပေါ့ဗျာသူခိုင်းနိုင်လောက်ရမှာပေါ့ဗျာဟို chef v3 ရကြတော့ခွာလောက်ရမှာပေါ့နော် CB ကိုတစ်ကောင်ကြီးရမှာပါโอเคသူပြောတာအ CB ဆိုတော့တစ်ကောင်လေးပါပဲโอเคပါတော့ရှာလိုက်ကြရအောင်အခုဆိုလို့ရှိရင်ကျွန်တော်ရှာလာမီတာကြီးကဝေးရောင်ရှိနေပြီဗျာချီလောင်3000လောက်ကျော်လာတယ်ကောင်မှမထွေသေးဘူးโอเคဗျာရှာမှာပါပဲစီအောင်တွေးလေးဘုတ်လေးသေးအိုး factory တော့ကြီးရမှာဗျာဒီကောင်တွေးမှလည်းမဟုတ်ဘူးโอเค factory တော့ကြီးမယ်ပေါ့နော်ရ CB မြန်မာလိုကြီးပေါ့ငယ်ရ factory ပေါ်လာအချိန်ကျမှလာပေါ်ရရလို့ကွာမင်းနိုင်ဝဲလောက်ရှာတော့ကြောင့်မတွေ့ဘူးကွာမင်းနေမှရိုင်းသွားပြီကွာ CB မနိုင်လို့ရှိရင်မင်းနှစ်ခုလုံးကထွားပြီနှစ်ခုလုံးလက်လို့ရရဲ့ CB မနိုင်လို့ရင်ခွာလဲမရဟာလေ V3 လည်းမရခွာလည်းမရဖြစ်တော့မှာ fruit လည်းမရဖြစ်တော့မှာရောဟိုမှာစနေပြီ factory က okay ဗျာခီးပါခွဗျာဒီကောင်မှဖြီးခီးလေးတော့မယ်ရော့တိတ်တန်းရအောင်ရမှာ reflection kit ရှော့မှာရောမှာ light light ray တုံးလို့ဝါးရလို့ရောမှာ light ray အောင်ရှော့ဘလပဲဗျာဒီမှာနာမည်ကတော့ရှော့မှာလေရှူလိုက်ရှော့မှာရရှော့ light ray ရထိရမထိဘူး reflection kit ပို့ပြန်ပြီရေတော့ရရောမှာ very short light ဒါမျိုးကတော့မဆိုးပါဘူးရှော့မှာတိတ်တန်းအောင်ရှော့မှာဆွင်းဒီကောင်နေကောင်တီတော့မယ်လို့ထင်တာတွေးတော့ဟောက်တော့ပါရှော့သွားရစပင်ပေါ်လေး light ရော့မ reflection kit တုံးထိရ very short light တီတန်းမင်းကမနိုင်တော့ငါလူလုံးနေတော့ကွာရောရှစ်ရောမ sorry ရော့မှာရော့ပေါ်ရေးလေးရှူလိုက်ကွာရော့မှာရော့မှာ light ray reflection kit ရော့မှာโอเคဒီကောင်တီတော့မယ်scenery โอเคlive ရော့ရောမှာ live တီတော့မယ်ဒီကောင်တီတော့မယ်ပေါ့နော်ညာမလို့တော့ပါဘူးကွာစကားပြောရအောင်မောလိုက်တာကွာဒီကောင်ခေးရလဲမှာ live ရောရှော့ချောင်းမှာ very light ပြီးတော့မှတီးမှဒီကောင်တေးဆိုတေးပဲကြံတော့ရော reflection kit ရော live ကွာမှာ scenery ရောရေးမောလိုက်တာကွာဒါပြောနေရရော့ very short light ရောမှာ live ရဒါမှပေါ်လေကွာ reflection kit အဲ့ဒါရထိရင်တော်ထိတယ်ကွာရောက်မှာရှော့မှာဆုပ်ရောဝါဟုတ်တယ် very short light ပတ်တယ်တီရောမယ်ခေကြပါဦးဝင်တီရောမှာဟာပေါ်တယ်ဒီကောင်လည်းတီရောမယ်ကျွန်တော်လည်းတီရောမှာရောမှာ reflection kit တေးလေးကငါတီရောမှာမတီဘူးရောမှာ live ရေးတေးလေးလား very short light okay တီသွားပြီပြီးဆန်တာတဲ့ထိုင်တယ်ရောရပါပြီပတ်စံတော့1.9ဟာပတ်စံကြီးစားတာပေါ့ဘက်ကမှ250လေးရပါတယ် okay ခုဆိုရင်တော့ဟိုဘဲစီပြန်တော့အောင်မယ်ကျန်တော့ပြီပေါ့နော်ဒီ line ကြီးပြည့်ရင်သွားလို့ရှိရင်ကျွန်တော်အနေနဲ့စောက်ရမ်းနေနေမှာအဲ့အတွက်ကြောင့်မို့ response လိုက်အောင်မယ် okay ပေါ့နော်ဆိုတော့ဟိုဘဲစီပြန်တွားပြီးတော့ပေးလိုက်အောင်ပါပဲတော့ပါဒီရဲ့CB တက်လို့တင်တော့မလို့ဖြစ်နေရော line လက်နေသေးတယ် okay ဟိုဘဲစီတွားမယ်ဗျာ
life okay ပြန်ပြီဗျာ okay တော်ပါဒီရဲ့လောနေအောင်ကေးလိုက်ရကွာတော်ပါဒီရဲ့ငါမသေးသွားတာဟာရဟာဟိအောင် what the ဟိအောင်မလုပ်ပါနဲ့ကွာငါမင်းကိုဖိဖိမချချင်ဘူးစင်ယူနေအဲ့ချင်နဲ့ကွာလုပ်ပါနဲ့မလုပ်ပါနဲ့လုပ်ပါနဲ့ရေးကြီးလိုနေတော့ပါဟာပြန်လာရဲ့ဆောင်းရနေဟာ sorry peace ပြေးအောင်မင်းပြေးနေမှာလော့မှာရအောင်ပြေးနေမှာလော့မှာပြေးထားဟာရဟောဗျာရှော့ဒန်ထိုင်ရရသွားလိုက်ဒီကွာမင်းတို့ကောင်နေဗျာနည်းလုံးလာပြီတော့ထင်တာပဲအားဖြူဖြူလောက်လိုက်ချနေရဲ့ဖြူရမချရင်လို့ကွာပြင်းလို့โอเคဟိုဒီပဲတွားမယ်ဗျာကျွန်တော်မချရင်ဖြူရโอเคအော်နောက်ပြီး rainbow ဟာကီ aura လေးယူအောင်မယ်ဗောနော်ကျွန်တော် rainbow aura ဟာကီလည်းမရှိသေးဘူးโอเคရောဒီဘဲဒီမှာပေးလိုက်အောင်ပါပဲပတ်စံတော့2တန်းအများကြီးပဲဗျာ warrior order စီးရပါပြီအဲ့ဆိုလို့ရှိရင်တော့ video လေးတော့လောက်ပါပဲဆုံးလေးကြည့်ရှုပြီးကြောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက် video ကျရင်ဒီထက်ပိုကောင်းတဲ့ video နဲ့ပြန်လာကြပါမယ် subscribe လေးလုပ်ပြီးမမေ့ပါနဲ့ကျွန်တော်5 subscriber 100ပြည့်တော့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်